Hello အားလုံးမင်္ဂလာပါဒလီဗာဘက်ကနေပြန်ကြိုလိုက်ပါတယ်ဒါလီဗာပူးတင်းရဲ့ဆိုပိုစတိုင်နဲ့ပတ်သက်ပြီးတော့လက်ရှိမှာရီယယ်မက်ဒရစ်နဲ့ဒါတော်တော်လေးသတင်းကြီးကြေကြေတောင်ထွက်ပေါ်နေတယ်အဲ့တော့အဲ့နဲ့ပတ်သက်ပြီးဒါနဲ့အနေငယ်လေးဆွေးနွေးကြည့်ချင်တယ်ပေါ့နော်အထူးသဖြင့်ကတော့ဒါစပိန်ဘက်ကလာတဲ့သတင်းတွေကတောက်လျှောက်တွေဖွာနေတာပိုးသူပတ်သက်တွေကိုဖွာနေတာအထူးသဖြင့်ကဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာဆိုပိုစတိုင်ကစာချုပ်တိချုပ်မယ်ဆိုပြီးတော့လက်ရှိမှာကိုနာတေးဟိုးရင်ဖြစ်တယ်လို့ပဲဒါစာချုပ်တိချုပ်ဖို့ကိုသဘောတူညီမှုမရသေးဘူးဆိုတဲ့အခြေအနေမှာဖြစ်နေရပေါ့နော်အဲ့တော့ဒါစိတ်ပူခြင်းစရာတော့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါနဲ့အချိန်ကိုက်ပဲဒါဟန်ဂရီအသင်းတာဝန်ရှိတဲ့သူကလည်းဒါလက်ရှိမှာဆိုပိုစတိုင်နဲ့ပတ်သက်ပြီးဒါအင်တာဗျူးတစ်ခုမှာပြောထားတယ်အဲ့ဒါကဆိုပိုစတိုင်ကဒါရီယယ်မက်ဒရစ်ကိုငယ်ငယ်တည်းကစားချင်တဲ့ကစားသမားတို့သူ့ရဲ့ dream ပေါ့နော်အဲ့လိုမျိုးdream club ပေါ့နော်အဲ့တော့ဒါဆိုပိုစတိုင်ကရီယယ်မက်ဒရစ် player တယောက်ဖြစ်ချင်တဲ့ဒါကစားသမားတယောက်ဆိုပြီးတော့ငယ်တည်းကတော့သူအိမ်မက်ရှိတယ်ဆိုပြီးတော့အဲ့လိုမျိုးဘာညာပြောထားတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့တဲ့တင်းကြီးတက်ပြီးနောက်ပိုင်းမှာပို့ပြီးတော့တဖြည်းဖြည်းနဲ့ဒါစပိန်ဘက်ကလာတဲ့တင်းကြီးတောက်လျှောက်တွေဖွာနေတယ်အဲ့တော့လက်ရှိမှာလီဗာပူးတင်းရဲ့ဒါမရှိမဖြစ်ကစားသမားတယောက်ဒါပြောရမယ်ဆိုလို့ရှိရင်လီဗာပူးပရိသတ်တွေကနောက်ပိုင်းမှာဒါ future captain လို့လည်းဒါကျွန်တော်တို့ဒါမြင်ထားတဲ့ player တယောက်ပေါ့နော်အသင်းကိုလည်းလက်ရှိမှာအကောင်းဆုံးထမ်းဆောင်ပေးနေတာကြိုက်တဲ့နေရာမှာထားကစားအကောင်းဆုံးပုံစံကိုပြသပြီးတော့ကိုဒါအများကြီးကိုဗျာအသင်းကိုကယ်တင်နေတဲ့ကစားသမားတယောက်လို့ကျွန်တော်ပြောရမယ်အဲ့လိုမျိုးကစားသမားတယောက်ကိုဒါအသင်းအနေနဲ့လက်လွတ်ကမှာဒါအသင်းအနေနဲ့လူလာမှာမဟုတ်ဘူးဒါအသင်းပရိသတ်တွေကလည်းလူလာမှာမဟုတ်ဘူးဒါကိုဆိုပိုဆိုင်လည်းတိမှာပဲတိမှာအဲ့တော့လီဗာပူးတင်းနေလည်းဒီဟာကိုစာချုပ်အမြန်ဆုံးရအောင်ချုပ်ဆိုနိုင်ဖို့အရေးကြီးတယ်ရီယယ်မက်ဒရစ်နေကောလာဟာလာရဆိုလို့ရှိရင်ဒါကမ်မာဗင်ဂါကိုပေးပြီးတော့ plus ဘလောက်70ပေါင်တန်း80တန်း60တန်း50အဲ့လောက် percentage ပေးမယ်ဆိုပြီးလာတာသိရတယ်လီဗာပူးတင်းနေလည်းဒါကမ်မာဗင်ဂါကိုစိတ်ဝင်စားနေရဆိုပြီးဒါကောလာဟာလာတဲ့တောက်လျှောက်ဖွာနေတယ်အဲ့လိုမျိုးဖြစ်တာဖြစ်တဲ့အတွက်ဒီသတင်းကဒါစိတ်ဝင်စားဖို့တော့ကောင်းတယ်အဲ့တော့ညီကိုတို့အနေနဲ့ဟောဒါဆိုပိုဆိုင်နေနဲ့ရီယယ်မက်ဒရစ်ကိုတကယ်ကြီးပြောင်းသွားမလားဒါမှမဟုတ်ရှင်လီဗာပူးတင်းမှာပဲဒါစာချုပ်အသစ်ဆက်ချုပ်နိုင်မလားအဲ့နဲ့ပတ်သက်ပြီးညီကိုနေနဲ့ကွန်မန့်ဝင်ဆွေးနွေးလို့ရပါတယ်ဒီဗီဒီယိုလေးသဘောကျ like follow လုပ်ပေးလို့လည်းမြင်နိုင်ကြပါတယ်အားလုံးကျေးဇူးများတင်ပါတယ်